4ချိန်လောက်3ချိန်4ချိန်လောက်မှာတည်းကကိုကြီးနည်းနည်းတိလာပါတိလာလဲဆိုစီးကျိုကိုကြီးသွေးဖောက်ပြီးစစ်တဲ့အခါမှာ85လို့96လို့အဲ့လိုမျိုးအထိကျဒီအောင်နေပြီ55ပြီလို့56ပဲနီးလာတယ်ဒီစတိခဲ့တာလဲဆိုမအားဆန်နဲ့တိကြတယ်နော်မအားဆန်နဲ့ဒီငယ်ရဲ့တိကြတာမအားဆန်ခေါ်လို့ရောက်စီကစစတုံးတဲ့ချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ခြေတော့ကခြေဖနောက်ပေါ့ခြေဖနောက်ရဲ့အနောက်ပေါ့ယူရီးယားနာဘယ်လိုကြိုက်တယ်ဖြစ်အဲ့ဒါတင်ရောက်သွားတဲ့အချိန်ပေါ့နော်တင်ရောက်သွားတဲ့အချိန်ဒါမိုးချုပ်တဲ့အချိန်ကိုကြိုက်တယ်လို့ဖြစ်တယ်အဲ့လိုပြီးတော့နှိမ့်နေတာလင်းကြီးလေးပါနေနေတာဒီပြည့်ရကြတော့နည်းနည်းတက်တာလာနောက်ပိုင်းကျတော့ကိုကြီးမှုဆက်မှုပေါ့လေမှုဆက်လေးမှုတဲ့အခါကျတော့အခုလိုမျိုးခြေတင်ဆက်သုံးပြီးတဲ့အခါမှုဆက်လေးပြန်မှုလို့တော့အဲ့လိုမျိုးနာတာကြိုက်တာပဲတက်တာပဲမကြိုက်တော့ဘူးဆိုတော့ပြောလို့ရတော့မမှုတ်ရင်တော့နည်းနည်းကြိုက်မှုတ်လိုက်လို့ရှိရင်ခြေတင်ဆက်သုံးပြီးတော့မှုတ်လိုက်လို့ရှိရင်မှုဆက်လေးမှုတ်လိုက်လို့ရှိရင်တော့နာတာကြိုက်တာတက်တာပါတော့နော်ဒီနေ့နဲ့ဆို6ကျက်ရှိပါတယ်ဆိုတော့ကိုကြီးခြေတော့ဒီအဲ့ခြေစစ်လေးတွေနာတာအရင်ကလေကိုကြီးကစီးတို့လည်းရှိတယ်တွေးတို့လည်းရှိတယ်ပြောလေးဘက်နာပေါ့လေးဘက်နာနေတော့ဖြစ်ပြီးတာပေါ့စတိတ်ကြောင့်တက်နေတော့ဖြစ်ပြီးတယ်ဟိုဟောဒီနေ့ပြန်တော့လေဆိုတော့ဟောပေါ့6တန်းလောက်ကနေစဖြစ်တာ6တန်းလောက်ကနေစဖြစ်တော့ဒီမှာစီးတစ်နှစ်ပို့လို့ချင်းနောက်မဖြစ်တော့ဘူးဆိုတော့စီးထိုးခဲ့နော်စီးထိုးခဲ့တယ်ဆိုတော့ပြန်ဖြစ်တာဒီဘက်လေအစီအမီတွေလာတော့လာတော့စီးဂျိုကကိုကြီးဒီမြေရောက်ခင်တော့မှာ380 400ကြီးတက်ပြီစီးဂျိုဘယ်မှာစီးဂျိုရှိမှန်းမသိဘူးပေါ့စီးဂျိုရှိမှန်းမသိဘူးနောက်တော့စီးဂျိုလက္ခဏာပြလာတဲ့အခါကျတော့ဒီအားတွေ6တွေမက်တယ်စီးခဏသွားတယ်ပေါ့နော်5မိနစ်ချတဲ့ခါလို့ပို့ပွားနေညဘက်လည်းဒီတိုင်းညဘက်ဆိုရင်တနိုင်ချတဲ့ခါပဲပွားဒီနှောင်းပါပဲအခုကျတော့ကိုကြီးစီးတွေမှပြီးသွားတဲ့အချိန်မှာဆီအောင်ကစီး online တဲ့ခါကျတော့ဒီညဘက်စီးသွားတဲ့အချိန်ကြီးအတွက်နေသွားတယ်ညခင်းကြီးလေးစီးသွားတာလည်းနေသွားဒါပေမဲ့ချင်းလေးကတော့ကြိုက်နေကြိုက်ခြေတော်လေးကတော့ကြိုက်နေကြိုက်စီးသွားတဲ့အချိန်ကနေသွားနောက်ရေငတ်တာတွေနည်းနည်းနေသွားဒီတိတ်မတော့တော့ဘူးပေါ့နော်အရင်တော့ဆိုဒီအရန်6ဘူးစကားတော့ပြောပြီးရဒီညတော့အခုလောလောဆယ်ဒီ6ရက်လောက်တော့6ရက်လောက်သုံးလိုက်တဲ့အချိန်မှာစီးကြိုကြသွားဆို100အောက်တောင်ကြ95 96 86အဲ့လိုမျိုးကြပါအဲ့လိုကြတော့ဆရာဝန်စီးပေးရတဲ့စီကိုကိုကြီးကတော့ဝက်ပဲတောက်တော့တယ်တော့ဝက်ပဲတောက်တယ်ပြီးခဲ့တဲ့ကိုကြီးအမှန်ဆိုရင်ကိုကြီးရက်ပြည့်တာဒါမှဆိုလို့ရှိရင်ဒီကုမ္ပဏီကလည်းမပိတ်ဘူးပေါ့ကုမ္ပဏီကလည်းဂျားထဲမှာလာပြီးကိုပါလို့ပိတ်သွားတဲ့အခါလေအဲ့ဒီအခါမျိုးနဲ့လေစုံသွားတဲ့အခါကျတော့အဲ့ဒီရက်တွေကဇက်တိုက်လာမယ်ဆို10ရက်လောက်ရှိသွားရင်တော့ကိုကြီးအခုဆို10ရက်လောက်ရှိပါအဲ့ဒီ10မှာပိတ်ရက်မှာကိုကြီးနားလိုက်တယ်ကုမ္ပဏီပိတ်ရက်မှာနားတယ်စန်ဒေးမှာဒီမှာပိတ်တယ်ပုံဒီဒီမှာပိတ်တယ်နောက်ဓာပြင်းနေပိတ်တယ်ဓာပြကျော်1ရက်ပိတ်တယ်ဆိုတော့အဲ့ဒီမှာ3ရက်သွားတယ်နော်ကိုကြီးအလုပ်ကိစ္စတွေနဲ့ကိုကြီး1ရက်ကြာတော့မှ1ရက်ပြတ်သွားတယ်4ရက်ပြတ်အဲ့ဒီ4ရက်ပြတ်သွားတဲ့အချိန်မှာစီးကျိုပြန်တက်လာ149ကိုပြန်တက်လာ120ကျော်လောက်ကနေတော့ခါတိုင်းဆိုတော့နော်120ကျော်ပေါ့120ကျော်ရှိနေတဲ့စီးကျိုကနေလို့149တက်ပါတယ်နော်ဒီဆက်သုံးနေတဲ့အချိန်မှာတော့ကိုကြီးအမြဲတမ်းအိမ်မှာကိုယ့်အကိုဖောက်ပြီးကိုယ့်ကိုဖောက်ပြီးကိုယ့်ကိုစင်နေရဆိုတော့အဲ့ဒါဒီဆက်ကိုသုံးနေစဉ်အချိန်လုံးကဟောတော့စတင်ချုံးပြီး၄ချိန်ပေါ့ဒါလေး၄ချိန်က3ချိန်4ချိန်လောက်မှတည်းကကိုကြီးနည်းနည်းတိလာပါတိလာလဲဆိုတော့စီးကျိုကိုကြီးတွေးဖောက်ပြီးစစ်တဲ့အခါမှာ85လို့96ကိုအဲ့လိုမျိုးအထိကြ
အဲ့ဒါတော့ကိုကြီးကတော့မပြောတတ်ဘူးပေါ့နော်ဒီကိုကြီးကတော့ဒီဆက်သုံးပြီးတော့မှဖြစ်တဲ့အခါကျတော့ကြာသွားတဲ့အခါကျကိုကြီးကဒီဆက်ကကောင်းတယ်လို့ကိုကြီးထင်တာပေါ့ကောင်းတယ်လို့ထင်တော့ကိုကြီးကဒီဆက်လေးကိုကိုကြီးကဆက်ပြီးတော့သုံးကြည့်မျိုးဆိုလို့ပဲဒါဟုတ်ဂျားထဲမှာပိတ်ရက်ခံသွားတဲ့အခါကျကိုကြီးစီးကိုပြတ်တက်သွားတာအဲ့ဒါတော့ကိုကြီးရဲ့အစားတော့ကတော့အရန်တော့မစားဘူးပုံမှန်ပဲစားတာပုံမှန်စားတယ်ဒါကိုတက်သွားတော့ဒီဆက်နားလိုက်လို့တက်သွားတော့မသိဘူးလို့ကိုကြီးကအဲ့လိုပဲထင်တာပေါ့ဟိုခြေတင်ဆက်ကိုသုံးပြီးရင်တော့ဒါတွေခြေတော့ရတာနည်းနည်းလေးတော့နားတယ်နည်းနည်းလေးနားတယ်အဲ့ဒီခြေတင်ဆက်ပေါ်ကနေဆင်းလိုက်ပြီးဆိုတာနားလိုက်ပြီးဆိုတာနဲ့ပုံဆက်လေးပြန်မိုးလိုက်တော့ဒါလေသူကပေါ့သွားတယ်ခြေတင်ဆက်ကသုံးနိုင်တော့နည်းနည်းတော့နားလို့ဒီအရှင်းမနာတော့မဟုတ်ဘူးစသုံးတဲ့နေရဆိုအောက်ငွားကြီးကိုအောက်ငွားကြီးခြေပြားလေးကိုကြွလိုက်ရခြေပြားလေးပဲကိုခြေဖနောက်လေးကတော့နင်းလာတာပေါ့ခြေဖနောက်လေးနင်းလာပဲခြေပြားလေးကိုပဲကြွတာဒီကြွနှမို့ဆိုရင်အရန်အောက်တူဖြစ်အခုနောက်ပိုင်းကျတော့ကြွစီအောင်မတူတော့ဘူးနည်းနည်းလေးတော့နာအောက်ပါပေါ့နော်နာတာမဟုတ်အောက်တော့လေးဖြစ်တာအဲအဘူးတော့ချက်စနှမျိုးလုံးတော့ကောင်းတယ်နှမျိုးလုံးတော့ကောင်းဟိုတစ်မျိုးလုပ်ပြီးလို့ရှိရင်ခြေတင်ဆက်လေးသုံးပြီးလို့ရှိရင်ပုံဆက်လေးမှုလိုက်တော်တော်လေးကောင်းသွားတက်တာပါဟုတ်ကဲ့ဒီပေးရတဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ